ဒီနေ့ပေါ့နော်ရှင်းနေအရွယ်ကလေးတောက်ကဂိမ်းနဲ့တူလားဆိုရပေါ့နော်တချို့သူတွေအမြင်မှာဘယ်လိုမြင်သွားမလဲဆိုလို့ရှိရင်ကလေးကငယ်သေးအောင်ဘာလို့သူက weight training နေခိုင်းတာလဲအဲ့လိုထင်ကောင်းထင်လိုက်မှာကွာတကယ်တော့ကသူ့အလေးကြီးတွေလောက်ခိုင်းတာမဟုတ်ဘူးအစတုန်းကလည်းသူ့ကိုပြောပါနော်ဘေဘီကငယ်သေးရဲ့အဲ့တော့နည်းနည်းလေးကြီးလာတဲ့အခါကျမှမမတို့တွေဆော့လို့ရအောင်လို့ပြောတဲ့အခါဆိုရင်သူကကလေးသဘာဝဆိုတဲ့အတိုင်းပဲပေါ့နော်အလုံးဝညင်းတာမရဘူးအခုဆော့ချင်တာပါညာသူ့အမေကိုကြီးကြတယ်သူ့အတော်ကိုကြီးကြတယ်အဲ့ဒါနဲ့အခုကလေးတော်တော်များများကပေါ့နော်ဖုန်းကြည့်ပြီးတော့စခွန်တိုင်းနဲ့အချိန်ကုန်တာများလာတဲ့အတွက်လှုပ်ရှားမှုနည်းလာပေါ့နော်ဒါကြောင့်ပေါ့နော်ဖုန်းရှိမှအချိန်ကုန်နေမဲ့အစားကိုလက်လှုပ်ရှားပြီးကျမ်းမအောင်လေ့ကျင့်နိုင်ဖို့ပိုကောင်းတယ်လို့ထင်ပြီးကြီးလက်ခံလိုက်တယ်ပေါ့နော်အဲဒါကြောင့်အန်ဒီမဖြစ်အောင်ကေကသူ့ကိုတေချာ queue စိုက်ပေးပြီးတော့ပေါ့နော် basic movement training လိုမျိုးပေါ့နော်exercise လေးတွေကိုကေကသင်ပေးရဥပမာ weight အရန်မများတဲ့ဓာတ်မဲ့အသေးလေးတွေနဲ့ဓာတ်မဲ့ row ဆွဲတဲ့ movement လေးတွေကိုပိုရှာမှန်အောင်ဘဲလန်ကောင်းအောင်ကေကတေချာကြည့်ပြီးတော့လုပ်ပေးရပေါ့နော်အထူးကရွေချက်ကလေမာဆယ်ကြီးအောင်လုပ်ပေးရမဟုတ်ဘဲနဲ့ခန္ဓာကိုယ်မှာမှန်ကန်စွာအသုံးပြုလာတတ်အောင်ပေါ့နော်ဘတ်ပူချမှန်အောင်နည်းနည်းသင်ပေးထားပါပေါ့နော် exercise လုပ်တဲ့အချိန်တိုင်းကလည်းကလေးတယောက်တည်းမလုပ်စေဘဲနဲ့ကေကအနီးကစောင့်ကြည့်ပြီးတော့သူ့ကိုပေါ့နော်safety ကိုအမြဲတမ်းအရင်ဆုံးဦးစားပေးထားရပါတော့ဒါကြောင့်အပြင်ကမြင်တဲ့အခါပေါ့နော်ကလေးကို weight တွေမှာခိုင်းနေတယ်လို့ထင်နိုင်မဲ့အစားပေါ့နော်ကေကတကယ်တော့ကလေးရဲ့ safety ကိုအရင်ဆုံးဦးစားပေးတယ် basic movement training နဲ့တေချာ queue စိုက်ပြီးသင်ထားပေးရပေါ့နော်ကလေးတယောက်ရဲ့ကျန်းမာရေးကို active ဖြစ်လာဖို့အကူအညီပေးခြင်းနဲ့စိတ်နဲ့လှုပ်ထားပေးခြင်းဖြစ်ပါတယ်ရှင်